အားလုံးပဲမင်္ဂလာပါကျမကိုချစ်တဲ့ကျမတက်တော့တငယ်ချင်းတွေကိုစကားလေးနည်းနည်းလောက်ပြောအောင်မယ်ပေါ့နော်ဒီနေ့မှာတော့အိမ်အောင်တဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ကျမစကားလေးနည်းနည်းလောက်ပြောချင်လို့ပါတချို့အမျိုးသမီးတွေရှိတယ်ပေါ့နော်ကိုအိမ်မှာအဆင်မပြေလို့ရှိရင်ညီးတယ်ကိုအိမ်မှာအဆင်မပြေလို့ရှိရင်အဲ့ဒါပေါ့နော်လက်မရချင်းတွေစကားများကြတယ်အမှန်ကအလိုမျိုးလုပ်စရာလည်းမလိုပါဘူးနော်တယောက်နဲ့တယောက်ညှိယူရမယ်တယောက်နဲ့တယောက်ညှိပြီးတော့စကားလေးတွေပြောရမယ်တချို့တွေဆိုလို့ရှိရင်ရှိတယ်ပေါ့နော်ကိုအမျိုးသားရှားတဲ့ဝင်ငွေရတသားကိုကအိမ်မှာထိုင်းပြီးတော့တုံနေစနေဝဲနေချက်နေတာ1000ခွဲအဲ့တော့ဒီအိမ်စီးပွားရေးကဘလို့လို့တိုးတက်တော့မတော့အမှန်ပြောရရင်ကိုအိမ်သားရှားတဲ့ဝင်ငွေပေါ်မူတည်ပြီးတော့ကိုကသုံးဆွဲရမယ်ပေါ့နော်1000ရှားတယ်ဆိုရင်ကိုမိသားစုပေါ်ချင်းနေပေါ်မူတည်ပြီးတော့စုတင်နာကိုစုစတင်နာကိုစပိတ်ကန်စွန်ချက်ချင်းနောင်တန်တရားအတွက်ပါဖို့လဲလူတင်နာကိုလူရှေ့ကလက်မောက်မှုရွာတဲ့အိမ်သားလက်မောက်မှုရွာပါလိမ့်နဲ့နောက်ကအိမ်သူတထဇနီးမရလဲပေါ့နော်စီမံခန့်ခွဲတတ်ဖို့လိုပါတယ်ရှင်ဟင်းကောင်တစ်ခွက်ဖြစ်ဖို့ဆိုတာလဲသူ့ဟာနဲ့သူအချို့ကြထဲပြီးတော့မှဟင်းကောင်တစ်ခွက်ဖြစ်သလိုကိုအိမ်နောင်ကြီးသားရဖို့ကလဲစီမံခန့်ခွဲတတ်တဲ့အမျိုးသမီးတယောက်ပေါ့နော်အမျိုးသမီးကောင်ဖြစ်ဖို့လဲလိုပါတယ်ရှင်တချို့ကြတော့ရှေ့ကစီးပွားရေးအဆင်မပြေလားလို့ရှင်ရှေ့ကအမျိုးသားပဲရှာတာဖွေတာညံ့သလိုရှေ့ကအမျိုးသားပဲပေါ့နော်ညံ့ဖြစ်နေသလိုအလုံးတောင်းတန်ယုံသူများလည်းပဲမတူသလိုလိုနဲ့ပြောကြဆိုကြတယ်ပေါ့နော်ကျမတို့အမျိုးသမီးတွေကလည်းလိုပါတယ်ရှင်တချို့အမျိုးသားတွေရှိရရှားတယ်ဖွေးတယ်အင်းအမျိုးသမီးတွေကထင်ရလောက်တယ်အဲ့တော့ဒီစီးပွားရေးတိုးမတက်တဲ့အကြောင်းရင်းကလည်းကျမတို့အမျိုးသမီးတွေမှလည်းသက်ဆိုင်ပါတယ်နော်ကျမဆရာကြီးလှုပ်ထားလည်းမဟုတ်ပါဘူးနော်ကျမပြောပြတာပါတချို့အမျိုးသမီးလေးတွေလမ်းလွှမ်းနေတဲ့လူတွေလမ်းမှန်လေးရအောင်ကျမမျိုးသားဥရနေလှမ်းပြောတယ်ငွေရှားရတာနဲ့စုရတာတဲ့ဘယ်ဒါလွယ်တယ်လဲတဲ့ခက်ခဲတယ်ဟို तू ကပြောပြနေတာငွေရှားရတာလည်းခက်ခဲတယ်ငွေစုရတာလည်းခက်ခဲတယ်တဲ့အဲ့ထက်မှာငွေရှားရတာတဲ့ငွေစုရတာအရင်ခက်ခဲတာတဲ့ဘာလို့လဲဆိုတော့ငွေကရှားတိုင်းစီစဉ်ဥစ္စာတိုးတက်လာတာမဟုတ်ဘူးလေရှားတော့ရှားတယ်အိမ်မှာတုံနေဖြုံနေဆိုလို့ရှိရင်အဲ့အိမ်ကဘလို့တိုးတက်တော့မလို့အမှန်ပြောရလို့ရှင်ငွေရှားတဲ့လူကလည်းရှေ့ရနေရှားသလိုစူးစောင်းတဲ့လူကလည်းလိုပါတယ်ရှင်အမှန်ပြောချင်တာကတော့လေတချို့အမျိုးသမီးတွေအမျိုးသားကိုပဲအပြစ်မတင်မဲ့နဲ့ကိုလည်းလိုအပ်ချက်ကလေးတွေဘာတွေရှိနေတယ်ကိုကလည်းလိုအပ်မဲ့ထင်တဲ့အရာလေးတွေကိုပဲဝဲမလိုအပ်မဲ့ထင်တဲ့အရာလေးတွေကိုနောက်ဆုတ်ထားပြီးတော့လူရည်တန်းရည်လည်းသူဟာလေးနဲ့သူမိဘတွေသူမိဘကိုမိဘလည်းကတော့နှစ်ဖက်ဆွေမျိုးကိုလည်းပေးကံစွန်ကျဲခြင်းလည်းလို့အဲ့လိုမဟုတ်ဖက်နဲ့စားရည်တောက်ရည်ဝတ်ရည်နဲ့မလေးကိုအလားပဲပြင်းနေတယ်ကိုအတွက်ပဲကျိုးပန်းပြီးတော့လောက်ကိုင်းနေတယ်ဆိုလို့ရှိရင်ရှေ့ရအမျိုးသားဘလောက်ရှာအဲ့အိမ်ဘတော့မှစီးပွားလဲတိုးတက်မလားအကျွေးတရားကြမှာမကြီးနဲ့ရှေ့ရအမျိုးသားကလည်းဘလို့မှလုံးမပေးနိုင်တော့ဘူးเนาะအိမ်တော်ကြီးမှာအမျိုးသမီးကလည်းအဓိကကြပါတယ်ရှေ့ဟင်းကောင်တစ်ခွက်ဖြစ်ဖို့လဲအရေးကြီးသလိုအိမ်မှာစီမံခန့်ခွဲတတ်တဲ့အမျိုးသမီးကလည်းကိုအိမ်မှာလည်းအဲ့လိုမျိုးပေါ့เนาะအိမ်တော်ကြီးตายရဖို့လှုပ်ထပ်ဖို့လဲလိုပါတယ်ရှင်